မော်ဂန်ရောဂျာနဲ့စပိန်ကျယ်ပွင့်ဘယ်သူကအမ်မရိတ်အတွက်အသင့်တော်ဆုံးလဲအားလုံးပဲမင်္ဂလာပါခင်ဗျာအာရှအာဆင်နယ်ကွန်တန့်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ခြင်းတဲ့အကြောင်းအရာလေးကအာဆင်နယ်ပြည်သက်တွေအတွက်ဒီနွေရာသီမှာအကြီးမားဆုံးအပြောင်းရွှေ့စိန်ခေါ်မှုတစ်ခုတော့လာပါပြီအဲ့ဒါကအာတီတာမျက်စိကျနေတဲ့အစတွန်ဗီလာကျယ်ပွင့်မော်ဂန်ရောဂျာကိုခေါ်မလားဒါမှမဟုတ်အာဆင်နယ်အသင်းရဲ့ကနဝင်တွေညှိုးဆုံနေတဲ့စပိန်ရဲ့ကပဖလာမဟာဗျူဟာမြောက်ကစားသမားကိုပဲရွေးချယ်မလားဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်။အစတွန်ဗီလာမှာခြေစွမ်းပြပြီး FA လူငယ်စုပေါင်းရထားတဲ့အသက်23နှစ်အရွယ်မော်ဂန်ရောဂျာကိုအာတီတာကအရန်လိုချင်နေတယ်။ဒါပေမဲ့ပြဿနာကအစတွန်ဗီလာဘက်ကသူ့အတွက်ပေါင်တန်း100အထိတောင်းဆိုထားတာဖြစ်လို့ရုန်းကန်ရမယ့်အပြောင်းအရွှေ့တစ်ခုတော့ဖြစ်နေမယ်။ဒါကြောင့်မို့လို့ပဲအာဆင်နယ်ကနဝင်အချို့ကမော်ဂန်ရောဂျာနေရာမှာကမ္ဘာဖလားမှာခြေစွမ်းပြနေတဲ့စပိန်ကျယ်ပွင့်နီကိုဝီလီယံဒါမှမဟုတ်တောင်ပန်တိုက်စစ်ကစားသမားတယောက်ကိုခေါ်ဖို့တိုက်တွန်းနေတာပဲဖြစ်ပါတယ်ဒီမှာကျွန်တော်အမြင်ကိုသုံးသပ်ရရင်အကြောင်းရင်း၃ချက်ကိုတွားတွေ့တယ်ပထမတစ်ချက်ကနေပြူဟာကြကိုင်းညီမှုပဲစပိန်ကျယ်ပွင့်တွေကဒီကွင်းလယ်နဲ့တောင်ပန်တိုက်စစ်မှာဘောကွန်ထရိုးအပြင် line breaky pass တွေမှာပို့ပြီးပါနှက်တယ်ဒုတိယတစ်ချက်ကပွဲကြီးကစားမှုတဲ့အတွေ့အကြုံတွေပဲယူရို2024ချန်ပီယံဖြစ်ခဲ့တုန်းကကမ္ဘာဖလားလို့အဆင့်အမြင့်ထက်မှာဒီ PR တွေအများကြီးနဲ့ကြမ်းကြမ်းခံနိုင်တဲ့အတွေ့အကြုံလဲနီကိုဝီလီယံအပြင်စပိန်ကျယ်ပွင့်နေမှာသွားတွေ့ရတယ်တတိယအချက်ကပေးရတဲ့ဈေးနှုန်းနဲ့တန်ဖိုးပဲပေါင်တန်း100ပေးရမဲ့ရောဂျာထက်စာရင်စပိန်ရဲ့ကစားသမားကဈေးကွက်ပေါက်ဈေးပို့ပြီးတော့လက်တွေ့ကျသလိုအာတီတာရဲ့စပိန်နီးစနစ်နဲ့လည်းချက်ချင်းအဝင်ခွင့်ကြဖြစ်နိုင်ခြေရှိတယ်ချစ်ပရိသတ်တို့ရေပရီးမီးယားလိဖလားကိုကာကွယ်ဖို့နဲ့ချန်ပီယံလိကိုထပ်စိန်ခေါ်ဖို့အတွက်ပေါင်တန်း100တန်အင်္ဂလန်လူငယ်စတာမော်ဂန်ရောဂျာကပိုကောင်းမလားဒါမှမဟုတ်စပိန်ရဲ့မဟာဗျူဟာမြောက်ကစားသမားဖြစ်တဲ့နီကိုဝီလီယံကပဲကွက်တီဖြစ်မလားဂါနာတို့အမြင်ကိုလည်းအောက်ခခွန်းမှတ်လေးမှာရေးပေးခဲ့ကြပါဦးကျွန်တော်ရဲ့ page လေးကိုလည်း follow လုပ်က like and share ပေးသွားကြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်